ဂျက်ကတနက်တန်ကြားလိုက်ရတဲ့အချိန်မှာသူကအနာကကြောက်တုံးကိုထိထားပြီးသားဖြစ်နေပါပြီ။သူ့ရဲ့စွမ်းအားကသူ့ကိုခိုင်မာတဲ့ကြောက်တုံးကြီးတစ်ခုအဖြစ်ချက်ချင်းပြောင်းလဲပေးလိုက်တဲ့အတွက်ကြီးစံတွေကိုသူလစ်လူရှုထားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူကလမ်းဘေးကကြေးဝါရောင်လုံးကြီးကိုလှမ်းကင်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့လက်တွေကနေစပြီးခန္ဓာကိုယ်တစ်ခုလုံးကဖြည်းဖြည်းချင်းကြေးဝါရောင်ပြောင်းလဲလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူလုံးဝမပြောင်းလဲသေးခင်မှာပဲလီဆာကသူ့ရှိမှရောက်နေပါပြီ။သူကမလိုလားအပ်ဖဲနဲ့တန်ကြိုးကိုလွှဲပြီးကြေးဝါလုံးနဲ့သူ့မောက်ကိုလှမ်းပစ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲနောက်ထပ်တနက်တစ်ချက်ထပ်ထွက်လာပြီးတပ်ထုကိုပြစ်မှတ်ထားတဲ့လျှက်စစ်တန်လိုက်ကြီးဆန်ကဂျက်ကိုထိမှန်သွားခဲ့ပါတယ်။သူ့ခန္ဓာကိုယ်တစ်ခုလုံးလျှက်စစ်မီးပွားတွေထွက်လာပြီးအသွင်ပြောင်းလဲမှုလည်းပြတ်တောက်သွားခဲ့ပါတယ်။သူကနာကျင်စွာနဲ့ဒူထောက်ကျသွားခဲ့ပြီးပြန်လည်ခုခံဖို့အတွက်အင်အားမရှိတော့ပါဘူး။မကြခင်မှာပဲဂျက်ကိုအထူးပြုလုပ်ထားတဲ့ကြီးကာမှန်ခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အဆောင်တွေကသူ့မှာစွမ်းအားမရှိတော့ဘူးလို့ထင်နေကြတာပါ။သူတို့ကစကားပြောဖို့တကားဝကိုဖြည်းဖြည်းချင်းချင်းကပ်လာခဲ့ပေမဲ့သူတို့တွေကတယောက်ကအထဲကိုလှမ်းကြည့်လိုက်တဲ့အခါဂျက်မရှိတော့တာကိုသိလိုက်ရပါတယ်။သူကထိတ်လန့်တုန်လှုပ်သွားပြီးတနက်ကိုဆွဲကင်ကသူ့ကိုလိုက်ရှာဖို့အထဲကိုပြေးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကမှန်ကိုထိပြီးသူ့ကိုယ်သူဖျောက်ထားခဲ့တာပါ။အဆောင်ကတကားဖွင့်လိုက်တာနဲ့ဂျက်ကအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။ဂျက်ကနေရန်နဲ့တသားတည်းဖြစ်အောင်အသွင်ထက်ပြောင်းလိုက်ပြီးမရိပ်မိအောင်လွတ်မြောက်သွားခဲ့ပါတယ်။